နော်ညက်ရချူပြတဲ့စာနဲ့ပြန်တော့တင်တယ်အမှန်တရားချပြမှာမချပြဘူးညက်ရချူတဲ့ဆိုတာလူလိမ်လူညာတွေရဲ့အလုပ်ညက်ရချူပြတဲ့အလုပ်ကလူလိမ်လူညာတွေရဲ့အလုပ်အောက်တန်းစားတွေရဲ့အလုပ်ငါတို့ရဲ့အလုပ်ကလူလိမ်လူညာတခိုးထမြအာနာစင်အာနာယူကိုမောင်ထုတ်တိုက်ထုတ်ရိုက်တိုက်ရမယ်သူတို့တွေကိုရိုက်တိုက်ရမယ်အလုပ်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်မှာတော့ online ပုံမှာဟိုးလေးတကြော်ဖြစ်နေတဲ့ပတူရဲ့ပရာဟီတာလုပ်ရက်တွေအပေါ်နန်းမိုးမိုးကလုံးဝမယိုသားဘူးဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်ဆွေးနွေးထားတဲ့ရုပ်သံဖိုင်ကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာသူဘာတွေပြောထားသလဲဆိုတာအတူတူနားဆင်ကြည့်ရအောင်ပါနော်ညက်ရချူပြတဲ့စာနဲ့ပြန်တော့တင်တယ်အမှန်တရားချပြမှာမချပြဘူးညက်ရချူတဲ့ဆိုတာလူလိမ်လူညာတွေရဲ့အလုပ်ညက်ရချူပြတဲ့အလုပ်ကလူလိမ်လူညာတွေရဲ့အလုပ်အောက်တန်းစားတွေရဲ့အလုပ်ငါတို့ရဲ့အလောက်ကလူလိမ်လူညာတခိုးထမြအာနာစင်အာနာယူကိုမောင်ထုတ်တိုက်ထုတ်ရိုက်တိုက်ရမယ်သူတို့တွေကိုရိုက်တိုက်ရမယ်အလုပ်နော်သူတို့စကားတရားနဲ့တရားမတူဘူးနော်ဒီမှာပြီးတော့စင်ရတာပရိဟိတနောက်ခံမရှိသူမို့မတရားလှုပ်ချင်ကြပါနဲ့တဲ့သူသာမလိမ်မညာဘူးဆိုရင်သူချိန်လေသူဖျားနဲ့သူချိန်လေမြေကြီးကင်ပြီးတော့ချိန်လေနင့်ဖျားနဲ့နေဟုတ်လားဟမ်ဗုဒ္ဓဘာသာကိုမကိုးကွယ်ဘဲနဲ့ဗုဒ္ဓဘာသာရဲ့တောက်တော်ရိပ်ကိုလာပြီးတော့တောက်ပြလို့စင်ဘယ်ဖျားကနေရောရေးယူမလဲမေးလို့ရဲ့ဟမ်နေကဗုဒ္ဓဘာသာရဲ့ဖျားသားမဟုတ်ဘူးနေကအစ္စလမ်ဘာသာရဲ့သားဖြစ်တယ်မမခွဲစားပြီးပြောတာမဟုတ်ဘူးနေပါဖြစ်လို့အဲ့လိုမျိုးလောက်တာလေဟမ်ဗုဒ္ဓဘာသာလူမျိုးတွေနေအရန်ကိုထင်သေးတယ်နော်ဟမ်အရန်ကိုထင်သေးတယ်နော်မျက်ရချူပြတိုင်းမှာမိကိုအမြဲတမ်းပဲတနာမလို့ထင်တာလားဟမ်ချီးစားတာမဟုတ်ဘူးโอเคအခုငါပြောတာနိုင်ငံခြားလက်မဲကြီးတယောက်နဲ့အဲ့ဒီဗာလဲပုတ်တုတယောက်ပဲနော်ကြံတဲ့အစ္စလာမ်ဘန်ဒါလူမျိုးတွေမွတ်စလင်လူမျိုးတွေလားကလားလူမျိုးတွေမပါဘူးနော်ငါပြောတာဒီနှစ်ယောက်ပဲတခြားလူငါရောပြောမပြောဘူးဒီနှစ်ကောင်နဲ့ဒီနမဒီကောင်နဲ့ဒီမပဲငါပြောတာโอเคနော်အဲ့ဒါစဉ်းစားပြီးတော့လုံးဝမရောသားဘူးပြီးတော့လဲပြီးတော့နော်သူပြောပြီးနော်ပုတုကနောက်ခံမရှိဘူးစင်ရဲသားနော်ပုတုကိုတိုင်ပြောတဲ့သူတထဲပါတယ်သူ့ဖေမေတွေတထဲပါတယ်သူ့ရဲ့မျိုးတွေအားလုံးတထဲတယ်သူဖုံးဆိုင်နေစီတယ်နော်အဲ့ဒါသူတို့စကားနှခွန်းကမတူတော့ဘူးနော်အဲ့ဒီဖွားကြီးကနော်အခုဘယ်လောက်ချမ်းသာပြီလဲဆိုတာအဖွားကြီးကစာတော့မတင်တော့ဘူး USA မှာအေးဆေးပဲသူထိုင်စားတော့တယ်အဲ့ဒီအလူငွေနဲ့အမြင့်ချူလိုက်လို့စင်တော့တော့ငိုပြလိုက်ဟုတ်လားသူများမြင့်ချီလို့စင်တော့ပါလိုက်သူများလူခံလို့စင်တော့လူလိုက်သူများလာတော့တနာခံလို့စင်တော့တနာပြီတို့ရဲ့ကိုပိုင်အောင်နောက်တွေစီးတာပဲအာနာစင်အောက်ချနေတဲ့အချိန်မှာကိုမလိုက်ပါလို့စင်ကိုပဲခံရမှာနော်အဲ့ဒီနေ့မှသူလိုက်လွန်းတာသူ့ဘေးနားမှာပဲနေကောင်လဲ10ကောင်လောက်စီးတယ်ဟုတ်ပြီးတော့သူဖွင့်ထားတဲ့ဒီပုတု face လဲသူတခါမှဝင်ကြည့်ဘူးတပတ်တခါပဲသူဝင်ကြည့်တယ်ဘာကိုတောင်းယူတာလဲတာဟိုရွာသွားလိုက်ဒီရွာသွားလိုက်သူရဲ့ကင်မရာမဲ့သူ့ရိုက်ပြလိုက်နဲ့အဲ့ဒါလောက်လားမအေးလို့တဲ့တော်တော်ငွေစားလို့တတ်တယ်နော်တော်တော်လောက်စားလို့တတ်တယ်နော်လူနာဆိုရင်လဲသူတို့အတွက်အကျိုးစီးမှသူတို့အတွက် view တက်မှရွေးချယ်ပြီးတော့လုပ်တာနော်သူတို့အတွက်အကျိုးမရှိလို့ဆိုရင်လုံးဝမကူညီဘူးဟိုအစင်နပါစတဲ့ကိစ္စကိုပုတူအတန်းရှင်းတပုံးမှယူခြင်းမရှိဘူး40နဲ့6သိန်းနဲ့9000နဲ့ဘလောက်တော့ပြီးရတယ်ဒါပေမဲ့အလူရှင်ကိုပုတူလုံးဝမပေးသေးဘူးဘာဖြစ်လို့လဲပြတေချာပြရသေးဘူးဟုတ်လားသူအလူစင်တွေကိုအလူစင်ငွေကိုပုတူလုံးဝမပေးသေးမနာထောင်တော့သူလိန်နေနော်မှာသူလိန်ကလိန်ကကြည့်ပြောတဲ့စကားနားထောင်လူတဲ့လူတွေကလည်းထိထိရပြုံဟာဒီလူနာကောင်းစေချင်လို့ပဲဒီလူနာကောင်းအောင်ကုမယ်သူ့ရဲ့ပုံမှန်တိုင်းဖြစ်အောင်ပုတူကပြန်ကုမယ်ပြီးွားရင်သူနေဖို့အိမ်လေးတစ်နှစ်စာတော့စီစဉ်ထားတယ်ဆိုတာနေဘဲချင်းကကြိုတင်ပြောထားလို့လေငါဖော်လိုက်မှအဲ့ဒီခွေးစကားတွေဘယ်လိုမျိုးစီစဉ်ပြီးတော့ပြောရမလဲဘယ်လိုမျိုးလည်ရမလဲဆိုတာရောက်တိကိုမရှိတာမေးလို့ဘယ်ပရဟိတကအလူခံတဲ့အရေးပေါ်တဲ့ငွေတွေကဒီလူနာရဲ့အိမ်ကိုပြန်တော့စောက်ပေးမယ်ဒီလူနာကိုပြန်တော့လုပ်ပေးမယ်ဘယ်ပရိဟိတမှမလုပ်ဘူးစင်အဲ့ဒါပရိဟိတရဲ့အလုံးမဟုတ်ဘူးတိလားသူများနာမည်နဲ့အလူခံပြီးတော့ရလာတဲ့ငွေကိုသူတောင်းလာတဲ့အချိန်သူ့အိမ်ကိုစောက်ပေးမယ်ဆိုတာဘယ်ပရိဟိတမှမလုပ်ဘူးအဲ့ဒါပရိဟိတအလုံးမဟုတ်ဘူးပရိဟိတအလောက်ကလူတယောက်ရဲ့နာမည်နဲ့အလူခံပြီးဆိုရင်အဲ့ဒီရတဲ့ငွေအလုံးကိုအဲ့ဒီလူကိုအကလုံးအားရတာအဲ့ဒီလူနာကိုအကလုံးပေးရတာကြံတာကြတော့သူတို့စေးဖို့ပေးမလားသူတို့အိမ်တင်တော့စောက်မလားသူတို့ဘာသာနဲ့သူတို့လောက်လိုက်မယ်နေရပါလိဖင်သွားရတာလေအဲ့ဒါနေရလောက်လားမအေးလို့တမိုးလုံးစံစီစာဒီပစံသိလေးတဲ့ကြောကြည်စမ်းတမိုးတွင်လုံးစံစီစာတမိုးတွင်လုံးအဲ့ဒါပရိသတ်ရဲ့အလောက်လားနော်နေတော့တခိုးပါလို့သူများမိတဲ့အချိန်မှာအဲ့လိုမျိုးစောက်ချိုအဲ့လိုမျိုးခွေးစကားတွေပြောနေတာအဲ့လိုမျိုးကလိန်ကကြစ်စကားတွေပြောနေတာခွေးမသားတီတီကိုသူ့ကို
နဲ့သွားပြီးမှာပေါ့နော်အဲ့လိုစီစဉ်ထားတယ်ပတ်စံရုပ်ဝုန်းနေမယ်နဲ့ဝုန်းနေဆိုလူမြင်ကောင်းဝုန်းနေဆိုပေးလိုက်လို့ဆိုဘာဖြစ်သွားမလဲဒီပတ်စံသိဘူးပါ ဟောဝုန်းကနေပြသွားဘာဖြစ်သွားမလို့လဲဒီသူလူပေးတာသူ့အတွက်သူ့စီမှာရောက်လို့စရင်ဘာပဲဖြစ်ပေါ့မေလို့ရဲ့မဟုတ်လားပြတို့ဒီသူလူထုလူပေးတဲ့ငွေရဒီလူရဲ့ငွေဒီအဖွားကြီးရဲ့ငွေဆိုရင်အဖွားကြီးကိုပေးလိုက်ပေါ့ဟုတ်လားအဖွားကြီးစေခပဲပေးအိမ်ပဲဝယ်ဘာပဲဝယ်သူ့ရဲ့ငွေလေနေနဲ့ပါဆိုင်လို့လုံးဟမ်နေမပေးဘူးနေကင်ထားမယ်နေနဲ့ပါဆိုင်လို့တော့ဒါနေရဲ့ငွေလားမေလို့ရဲ့ဟမ်ဖေးတရားလိုမသား စိတ်တက်နေတာပုတူကဆန်းနေလူတယောက်ရဲ့စိတ်ဓာတ်ဟောငါဒီလူသိလားမျိုးစိတ်ဓာတ်ဆန်းတယ်စိတ်ဓာတ်မအောင်မြင်လို့ပုတူကပတ်သက်ပုံပြီးမပေးသေးတာကြည့်လားအခုလို့ဆိုစိတ်ဓာတ်ကြတော့ဘယ်လိုလဲဆိုမျိုးဖြစ်မှာကြားစစ်စံဟိုပြောဒီပေါ့နောက်တော့သူ့ဘေးနာကလူတွေလည်းဘာမှလည်းပြောမတတ်ဘူးအင်းဒါစပတ်သက်သေးလား အိမ်လေးနဲ့ငါရပေးတယ်တနည်းတော့ဒီသူနေတဲ့နေရာမှာဘယ်နေရာမှာနေချင်တဲ့လူနာတစ်ခါလဲစေးအဲ့လူနာစေးကပေးစေးလို့မကောင်းတော့ပုတူကဒီမှာသူ့ဘာလို့တိတ်ကောက်ဘာဖြစ်လို့အတန်မြန်ပြစ်တယ်နော်လဲလိန်တာကိုတော်ပြီတို့အဲ့ဒါပဲပြီတို့လူလိန်တွေရမျက်နာကွမ်းမလာတော့ပြတာနော်လူလိန်ရမျက်နာကွမ်းမလာတော့ပြတာလိန်တာတွေအကွက်ပေါင်းများစွာနော်သူ့ရဲ့အမျိုးရောပက်ဆန်တွေစီးတယ်သူဒုက္ခရလို့စရင်သူ့ကိုထောက်ပံ့ပေးမဲ့လူအများကြီးပဲစီးတယ်တဲ့ဟိုဘက်ကပြန်ရေးလိုက်တဲ့အချိန်မှာပုတူကစင်ရတာပရိဟိတတယောက်စင်ရတာမျိုးနဲ့မှလာတဲ့ပရိဟိတတယောက်တစ်ပေါက်နော်ဖာမချဘူးတဲ့ကြည့်လိုက်လေတို့ရဲ့မျက်နှာတယောက်နော်ဆေးချဖာချဘာနဲ့စားလဲပူတူလောက်တာပူတူပဲလောက်နိုင်တယ်တဲ့အောင်မလေးပူတူပဲလောက်နိုင်တယ်တဲ့နေတာတကယ်လောက်လို့စရင်နေ့ရက်ရောက်အောင်ကျွဲရောက်မပဘူးဝဲရောက်မပဘူးမျက်နှာကလည်းဝါတော့ပူတူစစချင်းတော်လိုက်ဗလဲစစချင်းသူပရိသတ်ဖြစ်တဲ့အချိန်မှာပလေးအခုဆိုရင်ဝါလာတာချင်းဘလောက်ဘီယာတွေခဏသားတော့လေပြီတို့အဲ့ဒီလိုင်းတာယာဖွဲ့နဲ့သူတော့တွေးလိုက်ဘီယာတွေတောက်လိုက်အဲ့ဒီနွားခဏလောက်တယ်အဲ့ဒီစစ်သားရမိသားစုနဲ့တော့ပေါင်းခင်နေကြတယ်အောင်မလေးသွားစားလိုက်မေလို့အဲ့တော့စစ်သားဆယ်လီမီဒီယာတွေဆိုရင်သူ့ကိုခဏဆက်သွဲခွဲချင်းလောက်တော့မယ်ဆိုရင်တို့စကားပြောကြပြီးဘယ်လူနာတည်င်းကိုတင်ပြီးတော့နာမည်ကြော်မလဲတည်င်းဖုံးကွယ်မလဲဆိုတာစီစဉ်ပြီးအဲ့လိုမျိုးနော်အဲ့ဒီအစစ်တက်ခံတဲ့အဖွားကြီးတော်မှစစ်သားမီဒီယာဆယ်လီ celebrity တည်င်းတာမြန်မာဆယ်လီလားမြန်မာဘာလည်းမသိဘူးအဲ့ဒီအဖွားကြီးရဲ့တည်င်းကိုလည်းပြန်တင်တာပက်ဆက်ပဲပြီးတော့ဒီကောင်ကိုလည်းအင်တာဗျူးလုပ်တယ်နော်သူ့ရဲ့အကောင့်မှာ view အများကြီးပဲတက်တယ်လို့အဲ့ဒီစစ်သားမီဒီယာမှာလည်းအဲ့ဒီအဖွားကြီးရဲ့တည်င်းတော်တော်ဖြန့်တာငွေ45သိန်းပဲရတယ်တဲ့46သိန်းပဲရတယ်တဲ့နော်ပြီးတော့လူနာပျောက်သွားလို့ရှိရင်အိမ်မှာစောက်ပေးမယ်ဘာဟိုဘာလဲဟိုဟာဒီဟာဝယ်ပေးမယ်တဲ့ဟာအဲ့ဒါပရိဟိတရဲ့အလုပ်လားဘယ်ပရိဟိတရဲ့အလုပ်ကလူနာတယောက်ကဒုက္ခရောက်တယ်စေးဖို့လိုရတယ်အလူခံပြီးလို့ရှိရင်အလူငွေရလို့ရှိရင်လူနာကိုပေးကျန်တာလူနာကိုထိုက်ခဲ့ကိုခူးဆိုင်သွားဒီရတဲ့ငွေအသိန်း100လားအသိန်း200လားနော်နေ့ယောဂါကိုကုအောင်ဗလဲပျောက်တဲ့အထိနေကုतू ကပါလေ तू ကဟိုလူနာရဲ့အဖေမေလားလူနာရဲ့ကိုဆောင်နာရကွာ तू ပြောချင်တဲ့ပုံစံက तू ကလူနာရဲ့အဖေမေလူနာရဲ့မန်နေဂျာလူနာရဲ့ကိုဆောင်နာဟုတ်လားဟိုလူနာကပါလေလူနာကအခုမပြောက်သေးဘူးတဲ့2သိန်းပဲပေးမယ်တဲ့ပြီးတော့ तू ပြောက်တဲ့အချိန်မှာ तू အိမ်ကိုစောက်ပေးမယ် तू ကိုစောက်ကြည့်ပေးမယ် तू ကိုကြည့်စုရစောက်မယ် तू မရှိတဲ့အစားအစာတွေအဲ့လောက်ကြည့်စမ်းလိန်နာလေးပြီးတော့အဲ့တော့ဘောစောက်ချီစားတဲ့ဘောမတွေကြတော့သူခြူပြတဲ့မျက်ရည်နဲ့အဲ့ဒါပဲသူကတို့ကကြည့်နေတာပေါ့နော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာပတူးနဲ့ပတ်သက်ပြီးနန်းမိုးပြောသွားတဲ့အချက်တွေအပေါ်မိဘပြည်သူတို့အနေနဲ့ကောဘယ်လိုမြင်ကြသလဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာတာယာသောနေ့လေးဖြစ်ပါစေ